ခွေးစာကျွေးခြင်းအကျိုးတခါတော့ကတီဟိုကျွန်းမှာအရှင်ဆူလနာဂလို့အမည်ရတဲ့မထေရတစ်ပါးရှိခဲ့ဘူးတယ်တီဟိုကျွန်းအနုရာဓမြို့မှာမြတ်စွာဘုရားရဲ့ညရိုးတော်ကိုဌာပနာထားရလဲဖြစ်တယ်ဒေဝနံပိယတိတ်တာမင်းကြီးရဲ့ကောင်းမှုလည်းဖြစ်တဲ့ထုပါယုံဇရီဆိုတာလည်းရှိပါတယ်ထုပါယုံဇရီတော်ကြီးရဲ့အနီးမှာရှိတဲ့ကျောင်းတိုက်ကြီးကိုလည်းထုပါယုံကျောင်းတိုက်ကြီးလို့ခေါ်ဆိုကြတယ်အရှင်ဆူလနာဂဟာအဲ့ဒီထုပါယုံကျောင်းတိုက်ကြီးမှာတခြားယဟန်တော်တွေနဲ့အတူတရင်သုံးနေတဲ့ယဟန်တစ်ပါးပဲဖြစ်ပါတယ်ဒီနေ့မှာအရှင်ဆူလနာဂစွမ်းစားပြီလို့ကရန်စေးပြီးချိန်မှာသားတွေပေါက်ထားတဲ့ခွေးမကြီးတစ်ကောင်ကိုတွေ့လိုက်ရတယ်ခွေးမကိုသေချာကြည့်လိုက်တော့ပိန်ပိန်ချီချီနဲ့အတော်လေးကိုစာလောင်မုတ်သိပ်နေပုံပဲဖြစ်တယ်စာလောင်မုတ်သိပ်နေတဲ့ခွေးမကြီးကိုမြင်လိုက်တော့အရှင်ဆူလနာဂကတော်တော်လေးကိုတနာသွားတယ်ဒါပေမဲ့စွန့်စားပြီးတပိတ်ဆေးပြီးပြီဆိုတော့ကျွေးစရာစွန့်ကလည်းမကြံဒါကြောင့်မလို့ဘာလုပ်တယ်လဲလို့ဆိုတော့ငါသည်စားအပ်ပြီးတော့အစာမှန်တော့လေထိုခွေးမအားအံ့၍လှူအပ်သောငါအပ်ဤလို့နှလုံးပိုက်ပြီးမိမိရဲ့ဂရင်းထဲကိုလက်ညှိုးထိုးအံ့ပြီးခွေးမကိုကြွေးပါတော့တယ်အရှင်ဆူလနာဂဟာခွေးမကိုအံ့ကြွေးရုံနဲ့မကဘူးအိုချံခွဲတစ်ခုထဲမှာရေထည့်ပြီးရေလဲတိုက်လိုက်ပါသေးတယ်အစာထိုက်တဲ့လောက်ဝသွားတဲ့ခွေးမကြီးကိုကြည့်ပြီးအရှင်ဆူလနာဂလည်းတခါမှမဖြစ်ဘူးတဲ့ပီတိတွေဖြစ်ပေါ်လာတယ်ဒါကြောင့်ဆုတစ်ခုကိုကောက်ခါငင်းကတောင်းလိုက်ပါတော့တယ်သူ့ရဲ့ဆုတောင်းနည်းကငါသည်ဤခွေးမအားမိမိရဲ့ခန္ဓာကိုယ်ကိုမငဲ့ခွက်ဖဲအံ့၍ကျွေးလိုက်ရသောကုသိုလ်ကောင်းမှုကြောင့်နိဗ္ဗာန်ကိုရောက်ရပါလို၏နိဗ္ဗာန်မရောက်သေး၍တန္တရာ၌ကျင်လည်ရသည်ရှိသောပစ္စည်းလက်လာပပေါ်များရပါလို၏ဆိုပြီးစာမာကတော့အရှင်ဆူလနာဂရဲ့ဒါနစေတနာဟာပရမဇောအဆင့်မှာတဲ့အရှင်အဟုန်အစွမ်းတော်တော်ကြီးကိုကြီးမားနေတယ်လို့ဆိုပါတယ်ဒီလိုနဲ့အရှင်ဆူလနာဂတောင်းတဲ့နေ့ညကျန်အချိန်မှာပဲတက္ကရာကမပေါင်းများစွာဟာထောပတ်တွေတင်လဲခဲတွေတကားတွေပြားရည်တွေယူလာပြီးအရှင်ဆူလနာဂဘဲเจ้าမှာနေပါသလဲဘဲเจ้าမှာတရင်သုံးပါသလဲဆိုပြီးတော့ပတ်ဝန်းကျင်ကိုမေးမြန်းပြီးတော့ရောက်လာကြတယ်အရှင်ဆူလနာဂလည်းပဲကိုယ့်ကိုအံ့အားသင့်သွားတယ်အရှင်ဆူလနာဂဟာရောက်လာတဲ့ဖုံးပေးစရာတွေကိုတရင်သုံးပေါ်ယဟန်တွေကိုပါခွဲဝေလှူဒန်းလိုက်ရပါတယ်နောက်မကြခင်မှာပဲဒကာဒကမတွေထိုက်ရောက်လာပြန်တယ်သူတို့တီဟိုခေတ်မှာအသုံးများတဲ့ဇာတိတ်ဖို့ပွင့်အစရှိတဲ့ဆေးတွေကိုယူလာပြီးတော့ကတ်လူကြပြန်တယ်အရှင်ဆူလနာဂလည်းပဲရှေးနီအတိုင်းတရင်သုံးပေါ်တွေကိုခွဲဝေလှူဒန်းလိုက်တယ်မနဲ့လင်းလို့စွန့်ခံကြွတဲ့အခါမှာတော့ဒကာဒကမတွေဟာရေတွက်လို့မရနိုင်တော့အောင်စွန့်ဟင်းတွေများစွာလောင်းလှူကြပါတော့တယ်ဘယ်လောက်ထိစွမ်းတွေရတယ်လို့ဆိုရင်ထူပါယုံကျောင်းတိုက်မှာတရင်သုံးနေတဲ့ယဟန်တော်အားလုံးသုံးဆောင်နိုင်လောက်အောင်ထိများပြားလွန်းတယ်လို့ဆိုတယ်ဒါကြောင့်အရှင်ဆူလနာဂကကြောက်စီကိုတီးခတ်ပြီးထူပါယုံကျောင်းတိုက်မှာတရင်သုံးနေတဲ့ယဟန်တော်တွေကိုပြန်ပြီးလောင်းလှူလိုက်ပါတယ်နောက်ရက်တွေမှာလည်းအရှင်ဆူလနာဂဟာရသမျှစွမ်းဟန်းတွေကိုကြောက်စီတီးပြီးတော့နေ့စဉ်လှူခဲ့ပါတယ်ဒီနေ့မှာတော့အရှင်ဆူလနာဂဟာမိမိပြုခဲ့တဲ့ဒါနစေတနာကိုပြန်ဆင်ခြင်ရင်ပီတိတွေဖြစ်လာတယ်အဲဒီလိုဖြစ်ပေါ်လာတဲ့ပီတိတွေကိုအခြေခံပြီးဝိပဿနာဘက်ကိုကမ္မထံဘာဝနာကိုကြိုးကြိုးစားစားအားထုတ်လိုက်တာယဟန္တာဖြစ်သွားပါတော့တယ်တက်ကြွထက်သန်တဲ့ဒါနစေတနာဟာပစ္စုပန်အကျိုးတယ်မကပဲအရတဖို့ထိအကျိုးပေးသွားတာပဲဖြစ်ပါတယ်အရှင်ဆူလနာဂယဟန္တာဖြစ်ပြီးနောက်ပိုင်း
တခုသောကာလတရက်မှာထူပါယုံကျောင်းတိုင်းမှာရှိတဲ့ယဟန်တော်900ကြွလာပြီးမစ္စည်းမဒေတာအိန္ဒိယနိုင်ငံမှာရှိတဲ့မဟာဗောဓိပင်ကိုလိုက်ဖို့ပေးဖို့တောင်းပန်ကြတယ်။အရှင်ဆုလနာကလည်းပဲလိုက်ဖို့ပေးပါမယ်လို့ပြန်လဲပြီးတော့ဝန်ခံလိုက်တယ်။အရှင်ဆုလနာကကိုလိုက်ဖို့ပေးဖို့တောင်းပန်ရခြင်းရဲ့အဓိကအကြောင်းကတော့လန်ခီတစ်လျှောက်မှာစွန့်ကွန်အခက်ခဲမရှိအောင်လို့ဖြစ်တယ်။အရှင်ဆုလနာကလည်းပဲဂရိခံထားတဲ့အတိုင်းယဟန်တော်900ကိုမဟာဗောဓိပင်ကိုလိုက်ဖို့ပေးတော်မူတယ်။လန်ခီတစ်လျှောက်မှာနတ်မြတ်နတ်ကောင်းတွေကလည်းကိုညီစောင့်ရှောက်ကြသလိုရောက်ရာဒေသကဒကာဒကမတွေကလည်းပဲစွန့်အချိုပွဲတွေအရှံအပဲလောင်းလူကြတယ်။မဟာဗောဓိပင်ကိုဖူးပြီးအပြန်ခရီးမှာတော့အရှင်ဆုလနာဂဟာလေဝမ်းယောဂါကိုအပြင်းအထန်ခံစားရပါတော့တယ်။ဒီတော့အတူပါလာသူယဟန်တော်တွေကလည်းစိတ်မကောင်းဖြစ်ကြရတယ်။သူတို့စိတ်မကောင်းဖြစ်ကြခြင်းရဲ့အဓိကအကြောင်းကတော့အကယ်၍အရှင်ဆုလနာဂလန်ခရီးမှာပြိဋိနိဗ္ဗာန်ပြုခဲ့မယ်ဆိုရင်သူတို့အတွက်စွန့်ဘောစဉ်အခက်ခဲတွေ့ကြမှာပဲဆိုပြီးတော့စိုးရိမ်ကြခြင်းဖြစ်တယ်။ဒါကိုသိတဲ့အရှင်ဆုလနာဂကအဖော်ယဟန်900ကိုဘယ်လိုမိန့်တယ်လဲဆိုတော့အရှင်ဘုရားတို့အထွေအထူးမစိုးရိမ်ကြပါနဲ့တပည့်တော်ပြိဋိနိဗ္ဗာန်ပြုခဲ့ရင်ကျွင်းကြံတဲ့တပည့်တော်ရဲ့ဓာတ်တော်တို့ကိုရှေးဆုံးကကြွတဲ့မထေရရဲ့ရေးစစ်မှာဖြစ်ဖြစ်တပိတ်တဲမှာဖြစ်ဖြစ်ဖွဲ့ချပြီးတော့မြို့တဲရွာတဲကိုဝင်ပါဖရာဒါဆိုရင်အရှင်ဘုရားတို့အတွက်လမ်းခရီးမှာပစ္စည်းလေးပါအတွက်မပင်မပန်းဖြစ်ရပါလိမ့်မယ်ဖရာဆိုပြီးတော့အကြံပြုတော်မူတယ်အရှင်ဆုလနာဂမထေရလည်းအဲ့ဒီလိုအကြံပေးပြီးမကြခင်မှာပဲပြိဋိနိဗ္ဗာန်ပြုသွားတယ်ကြံခဲ့တဲ့သရင်သုံးပေါ်ယဟန်တွေကတော့အရှင်ဆုလနာဂရဲ့အလောင်းတော်ကိုကောင်းကောင်းမွန်မွန်တကြိုပြီးအရှင်ဆုလနာဂမှားခဲ့တဲ့အတိုင်းဓာတ်တော်တွေကိုယူဆောင်ပြီးတော့ရှေ့ဆုံးကမထေရရဲ့တပိတ်တော်ထဲမှာထည့်ပြီးတော့ကြွတော်မူကြတယ်ဒီလိုကြွတော်မူတဲ့လမ်းခရီးတစ်လျှောက်ပစ္စည်းလေးပါမပင်မပန်းနဲ့မိမိတို့သရင်300တီဟိုကျွန်းထူပါယုံကျောင်းတိုင်ကိုပြန်လည်ရောက်ရှိခဲ့တယ်လို့ဆိုတယ်စေရနာကြီးမလာရဲ့တဲ့တာမန်ဒါနာလေးဟာကာယကံရှင်မရှိတော့တာတောင်ကြံခဲ့သူတွေအတွက်အကျိုးပြုသွားတဲ့တီဟိုဓမ္မဝတ္ထုလေးဖြစ်ပါတယ်စေရနာရဲ့သဘောတရုပ်ကိုဖွင့်ပြခဲ့တဲ့ဝတ္ထုလေးအဖြစ်လဲပူတွဲသဘောပေါက်လိုက်ရပါတယ်